UK မှာလှုပ်ရှားရတာအရင်ခုတ်လို့ပြောရင်စိတ်ခံမှာလားHi guys အားလုံးပဲမင်္ဂလာပါချွန်းအရှိရ vlog မှာတော့UK ကို move သွားတဲ့အကြောင်းလေးတင်ထားရပေါ့နော်အခုကချွန်းက UK မှာmasters လာတက်တာပေါ့နော် student visa နဲ့ရောက်နေတာပါအဲ့တော့ချီကတော့ထုံးစံအတိုင်းပဲကျောင်းတက်လေးပေါ့နော်ခရီးသွားတယ်ချို Edinburgh သွားတယ်Newcastle သွားလေပေါ့နော်အဲ့ဒါပြီးသွားတော့မှကျောင်းလာတက်ပြီးတော့အခုအလုပ်လျှောက်တဲ့အကြောင်းလေးပြပြချင်လို့ပါဗီဒီယိုဘာလို့လုပ်လဲဆိုတော့ UK မှာကျောင်းလာတက်လို့ရှိရင် part time လုပ်ရတာလွယ်ပါမလား part time ရှာရတာဘယ်လိုလဲစဉ်းစားနေတဲ့လူတွေအတွက်ပြီးတော့ UK မှာရောက်နေပြီးတော့အခုအလုပ်ရှာနေစေဖြစ်နေတဲ့လူတွေအတွက်ပေါ့နော်ချွန်းလုံးနိုင်နေဆိုလို့ရှိရင်တခြားလူတွေလည်းလုံနိုင်နေဆိုတာကိုအားပေးချင်လို့ motivation ပေးချင်လို့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပါရောက်တာကဒီကို September လကုန်ခဏလောက်ရောက်တယ်ပေါ့နော် September 19ရက်နေ့မှာရောက်တယ်ပြီးတော့ရှောက်လေပန်းညာနေဆိုတော့အလုပ်တွေပိုင်းလည်းမရှောက်သေးဘူးအကြောင်းလည်းမတက်သေးဘူးဆိုပေါ့နော်ချွန်း September လကုန်အောက်တိုဘာ1ရက်နေ့နဲ့ September လကုန်လောက်မှာစပြီးတော့ဒီအလုပ်စလျှောက်တယ်ပေါ့နော်အဲ့ချိန်ကျမှအကြောင်းကိုလည်းတေချာ check ဖြစ်တယ်ပေါ့နော်အကြောင်းကချိန်စရာရယ်ပြီးတော့ဒီဘက်မှာဘယ်နေရက်သွားဘယ်နေ့အလုပ်သွားရရဆိုတော့အဲ့ဒါအကြောင်းသွားရရဆိုတော့အဲ့ဒါတွေသိတော့မှဒီ employer နဲ့လည်းကိုကဘယ်နေ့အားတယ်ဘယ်နေ့အလုပ်လုပ်ရရဆိုတာပြောနိုင်ပြီဆိုတော့မှကျွန်တော်ကအလုပ်စလျှောက်တာပေါ့နော်တကယ်တော့ကောင်က excuse ပါကိုကပြင်းပြီးတော့မလျှောက်တာဆိုတော့ချွန်းအလုပ်ကိုအဲ့ဒီ September လကုန်လောက်မှာဘယ်နှစ်ရက်လောက်လျှောက်လဲဆိုတော့2ရက်3ရက်လောက်လောက်လျှောက်တယ်ပေါ့နော်နေ့ရက်3ရက်လောက်ကိုတေချာအဲ့လိုအာယုံဆိုင်ပြီးတော့လျှောက်တဲ့ platform တွေကိုချွန်းပြောပြပါမယ်ချွန်းဘယ် platform တွေမှာလျှောက်လဲဆိုတော့ချွန်းအခု part time အကြောင်းပြောနေရနော် part time လျှောက်တဲ့အကြောင်းပြောပြတာပါIndeed ကိုအဓိကထားပြီးလျှောက်တယ် Indeed ရယ် LinkedIn ရယ်ပြီးတော့ Job Today ပေါ့နော်ဒီ app လေးပါ Job Today ဆိုတဲ့ app လေးရဲ့3ခုကိုရှောက်တယ်ပေါ့ကျွန်တော်အတိကအများဆုံးရှောက်တာကတော့ Indeed ပေါ့နော်ဒီ2ရက်အတွင်းမှာဘာလို့လဲဆိုတော့မနေ့ကနေညနေပေါ့နော်တနေ့လုံးခလုတ်ထိုင်နေတယ် CV ပြင်တယ်ပြီးတော့ခလုတ်ထိုင်နေတယ်အလုပ်တွေလိုက်ရှောက်တယ်ပေါ့နော် app ကိုဟိုလက်ဒီလက်နေဆိုတော့ဘယ်နှခုလောက်ရှောက်လဲဆိုတော့25 30တော့မကောက်30လောက်ရှိမယ်ချွန်းအလုပ်အခု30လောက်ရှောက်တယ်ပေါ့နော်ဒီ2ရက်3ရက်အတွင်းမှာအဲ့ဒီမှာ process ကဘယ်လိုလဲဆိုတော့6ခု9ခုလောက်က interview ရတယ်ပေါ့နော်ပြီးတော့ trial တစ်ခုရပါပေါ့ရတာအကုန်လုံးတစ်ပြန်နဲ့ရတော့မဟုတ်ဘူးတချို့အလုပ်တွေဆို3ရက်လောက်စောင့်ရတာရှိတယ်တချို့အလုပ်တွေ4-5ရက်လောက်နေတော့မှကို interview လာခေါ်တာရှိရပြီးတော့မှပြီးရင်တချို့ဟာတွေကြတော့အဲ့လိုမနေ့ကရှောက်တယ်ဆိုရင်ဒီနေ့လိုနေ့မျိုးမှာစာပြန်နေပေါ့နော် interview ခေါ်ချင်တဲ့အကြောင်းစာပြန်နေအဲ့လိုမျိုးရှိရယ်အလုပ်ရှာတာလွယ်တယ်လို့ပြောလို့London မှာအလုပ်ပေါ်တာပေါ့ဟုတ်တာပေါ့ဆိုတော့ကျွန်တော် London base ကိုပဲပြောတာပါ UK တစ်ခုလုံးတော့ခြုံပြီးတော့အလုပ်ရှာတာရမ်းလွယ်တယ်လို့တော့မပြောရဲပါဘူးဆိုတော့ဆဲခံမှာကြောက်လို့ဆိုတော့London base ပေါ့နော် London မှာရှာတဲ့အခြေအနေကိုကျွန်တော်ပြတာပါဆိုတော့ပြောချင်တာကအရင်တော့မခက်နေဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒူဘိုင်းမှာတော့ဆိုရင်တောင်မှတစ်လလောက်ကတော့တစ်လကျော်လောက်ကိုအလုံးလျှောက်လိုက်တယ်ပေါ့နော်တချို့တွေဆိုရင်ဒူဘိုင်းမှာတော့မှ4လလောက်ကြာသွားတာတွေပါရှိရဆိုတော့အဲ့လို compared to other country is not that hard Swiss မှာတော့လည်း intensive မယ်ဆိုတော့လည်းအဲ့လိုမျိုးတော်တော်လေးလျှောက်လိုက်ရပါဘောနော်ပြောချင်တာကခုကဒီ London မှာပို့တော့မှopportunity များသေးရပေါ့နော်အဲ့လိုကိုစာပြန်နေ interview ခေါ်ရများသေးရကိုလျှောက်တဲ့အလုပ်နဲ့ကိုရဲ့ experience ကိုညီမှုပေါ့နော်အဲ့ဒါတွေလည်းဆိုင်နေဆိုတော့ကျွန်တော်ကိုကန်ကောင်းတယ်လို့လည်းထင်တယ်ပေါ့နော်အရင်တော့လွယ်လုံးတယ်ဆိုတာမျိုးပြောချင်တာမျိုးမဟုတ်ပါဘူးဒါပေမဲ့ဖြစ်နိုင်တယ်လို့ပြောချင်တာပေါ့နော်အကုန်လုံး try ကြည့်လို့ရှိရင်ဖြစ်နိုင်မှာပါဒီ interview တွေထဲမှာကကျွန်တော်3-4ခုလောက်ကအလုပ်ရတယ်တခုကကြတော့အလုပ် first interview အောင်တယ်ပေါ့ first interview အောင်ပြီးတော့ second interview ထပ်ပြေဖို့ခေါ်တယ်trial စတဲ့လောက်ကတော့ trial ပြီးချင်းမှာပဲကျွန်ကိုသူတို့ဒီ offer ပေးတယ်ပေါ့နော် accept လုပ်မလား
စဉ်းစားပေါ့နော်စဉ်းစားဖို့အချိန်ပေးရ accept လုပ်တယ်ဆိုရင်သူတို့တောင်းတဲ့ဒီ document လေးတွေဟွာပေါ့နော် upload လုပ်ပေးပါဆိုပြီးပြောတယ်ဒီမှာကအလုပ်ကတရဝင်နိုင်20လုပ်လို့ရတယ်အသက်ပေါ်မူတည်ပြီးတော့လဲကိုယ့်ရဲ့အသက်ပေါ်မူတည်ပြီးတော့လဲပေးရလာစာကွာရယ်ဘာညာတော့ကြားဖို့ရပေါ့နော်ချွန်းကတော့အရင်တော့မပြောရဘူးဘာလို့ဆိုချွန်းလဲခုမှUK ကိုခုမှရောက်တာဆိုတော့တောက်သူမျိုးတက်ပါနော် UK ခုမှရောက်တာဆိုတော့ဒါချွန်းရဲ့ experience ကိုပဲ sharing လုပ်ပေးတာပါလာစာရေးကတော့ချွန်းအသက်က25ဆိုတော့ဒီသူတို့ချွန်းကြားဖူးတာတကယ်ကြီးပြောတာကြားဖူးတာဆိုရင်20အောက်ဆိုရင်နေတာရှိရပေါ့နော်အဲ့လိုမျိုးလဲကြားဖူးရချွန်းကြီးကရှောက်တဲ့အလုပ်တွေဆိုရင်အနည်းဆုံး12ပေါင်ပေါ့နော်အနည်းဆုံး12ပေါင်ကနေပြီးတော့12ပေါင်14ပေါင်15 16 18အဲ့လောက်ထိပေါ့နော်ချွန်းတွေ့တယ်ဒီ range ပေါ့နော်12ပေါင်ထက်နေတာတော့ချွန်းမလျှောက်ပါဘူးနိုင်20တဲ့ပို့လို့ချင်ဆိုရင်တချို့တွေဆိုလို့ရှိရင်ဒီတရုတ်တန်းမှာကျွန်တော်ဗီဒီယို vlog ထဲမှာပြောလို့ရလားမရလားတော့မသိဘူးဒီတရုတ်တန်းတို့ဘာလို့ပြီးလို့ရှိရင်တချို့ site အသေးလေးတွေမှာငွေသားနဲ့လုပ်တယ်ပေါ့နော်ဘန်နဲ့လွှဲတာမျိုးမဟုတ်ဘဲနဲ့ငွေသားနဲ့လုပ်တဲ့ခါကျတော့နိုင်ပို့ပြီးလုပ်လို့ရတော့ရှိရပါတော့ကျွန်တော်လောလောဆယ်တော့နိုင်20ဟာကိုပဲလုပ်ပါတယ်ပြီးတော့အဲ့လိုမျိုး visa ban နိုင်ပါဖြစ်တယ်ဆိုကြောက်တာလဲပါတယ်ပြီးတော့အဲ့လောက်ထိလည်းမအားသေးပေါ့နော်အခုကျောင်းစာလောက်ရတာရောပါရောဆိုတော့ဒီ920ကိုပဲအရင်လောက်ကြည့်မယ်ဆိုပြီးတော့ချုံးအမြင်ကတော့အလုပ်ကို CV interview မြင်မြန်ရချင်လို့ရှိရင်ကိုယ့်ရဲ့ CV လေးကောင်းဖို့လိုရပေါ့ CV လေးကောင်းဖို့လိုရဆိုတော့ CV ကိုပြင်ထားတဲ့ format ပုံစံပေါ့နော်ပြီးရင်တပ်ပုံဆိုလို့ရှိရင်ကိုကဒီဝတ်စုံကို professional ဆန်ဆန်ဒီ formal ဝတ်စုံနဲ့ပေါ့နော် formal wear နဲ့ရိုက်ထားပြီးတော့သုံးပေါ်ပို chance များမယ်လို့ထင်တယ်ချုံ CV မှာချုံတို့အရင်အကြောင်းမှာတော့လာပြီးတော့တပ်ပုံရိုက်ပြီးသွားတာရှိတယ်formal ဝတ်စုံနဲ့ပေါ့နော်ဆိုတော့ဒီလိုမျိုးတပ်ပုံလေးကောင်းလေးထားဖို့လိုရပြီးလို့ရှိရင်CV လေးလက်လာလေးတေချာလေးပြင်ပေါ့နော် CV ပြင်ဖို့မပြင်းကြပါနဲ့ CV လေးကောက်လုပ်လို့ရှိရင်ရနိုင်ပါတယ်ပြီးလို့ရှိရင်English ကိုလည်း confidence ရှိနဲ့ပြောပါ English ကို confidence ရှိပြောပါနောက်တစ်ခါကျတော့main ကလေးဖြစ်ရကြလေးဖြစ်ကျွန်တော်အရင်တော့ vlog တွေမှာလည်းပြောခုတယ်ဟိုပေါ့ appearance ပေါ့နော် appearance wise အရာတက်ရဲ့ကလေးသွားပါဟို interview ဖြစ်ရင်ဝတ်သွားတယ်ဝတ်ဆောင်ကလည်းအရေးပါတယ်ပေါ့နော်အရင်အဲ့လိုမျိုး t-shirt နဲ့ jean မောင်ဘီနဲ့ပဲ low effort သွားတာထက်နည်းနည်း formal ဆန်တာလေးဝတ်သွားပါနော်ဒါမဲ့လည်းအရင်ကြီးတော့အဲ့လိုမျိုးတော့မဆိုင်ပါအလုပ်တိုင်းတော့အဲ့လိုမဟုတ်ဘူးအလုပ်တစ်ခုဆိုလို့ရှိရင် t-shirt နဲ့ jean မောင်ဘီဝတ်ခဲ့ပါဆိုပြီးတော့သူကိုယ်တိုင်က request ထားရရှိရပေါ့နော်ဒါမဲ့ဒါကတော့ကိုရှောက်တဲ့အလုပ်ပေါ်လဲမူတည်မယ်ချွန်းတီ trial သွားလုပ်တဲ့အလုပ်ဆိုလို့ရှိရင်သူကtrainers ပေါ့နော် sneakers တွေမဝတ်လာနဲ့လို့ပြောရဲဒီ smart casual ပေါ့နော်အဲ့လိုမျိုးဝတ်လာလို့ပြောရဲကျွန်တော် formal ဝတ်စုံအပြည့်နဲ့တွားတယ်သူတို့ကအဝတ်စားဝတ်တာလေ professional ဆန်နေပေါ့နော်အဲ့လိုပြောပြီးသူတို့ကကြိုက်တယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ dress code ရှိလားမရှိလားကြည့်ပြီးတော့ dress code နဲ့လိုက်ပြီးတော့ဝတ်သွားပါမဟုတ်လို့ရှိရင်လည်းဘာမှမပြောထားဘူးဆိုတော့အသက်နိုင်ဆုံးformal ဖြစ်တာ formal လုံးဝ formal မဟုတ်ရင်တော့မှ semi formal ပေါ့ semi casual လားအဲ့လောက်တော့ဝတ်သွားပါနော် professional ဆန္ဒလေးတော့အဲ့လောက်တည်းဝတ်သွားပါနော်ချောအမြင်နောက်တစ်ခုကကြတော့ဒီကိုတက်ထားတဲ့ major နဲ့ဆိုင်တဲ့အလုပ်ဒါမှမဟုတ်လို့ရှင်ကို့မှာရှိတဲ့ experience နဲ့ဆိုင်တဲ့အလုပ်ကိုဦးစားပေးပြီးတော့ရှောက်ပေါ့နော်ချွန်းဆိုရင်ဘာလို့လဲဆိုတော့ချွန်းက hospitality ယူထားတဲ့အတွက်ကြောင့်မလို့ hospitality တွေကအလုပ်တွေကိုအဓိကရှောက်တယ်တကယ်တော့အခုကတက်နေတာကmasters ကို marketing ပိုင်းတက်နေရပါတော့ marketing နဲ့ဆိုင်တဲ့အလုပ်မျိုးရှောက်အောင်ပါဒါပေမဲ့ချွန်းရဲ့ experience အရာက marketing ပိုင်းမှာ experience လည်းမရှိဘူးပြီးတော့ဘယ်လိုပြောရမလဲexperience လည်းမရှိဘူးပြီးတော့ကိုဒီ marketing ပိုင်းမှာဆိုရင်ဘာလုပ်လို့ရဆိုတော့တိတ်မသိအောင်ပြီးတော့နည်းနည်း effort တိတ်မထည့်လိုက်ပဲနဲ့ကိုမှရှိ experience အတိုင်းရှောက်တယ်ပေါ့နော်ပြီးတော့ချွန်းလုပ်ခဲ့တာက steak ဆိုင်မှာလုပ်ခဲ့ဒီဘက်မှာတော့ steak ဆိုင်မှာလုပ်ခဲ့ဆိုတော့ချွန်းကဒီ steak ဆိုင်တွေမှာအဓိကဦးစားပေးပြီးတော့လိုက်ပြီးတော့ရှောက်တယ်hostess receptionistပြီးလို့ရှိရင်ဒီ food runner တွေကအစားချုံရှောက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ hostess ဆိုလို့ရှိရင် steak ကြီးပဲမဟုတ်ဘဲနဲ့ကျွန်တော်ဒီ
hostess ရာတူတူတဲ့ဟာလိုက်လျှောက်တယ်ပေါ့ cafe hostess restaurant hostess receptionist hotel restaurants hotel hostess အဲ့လိုမျိုးတွေလိုက်ပြီးတော့လျှောက်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ experience နဲ့ကိုက်ညီတာလေးကိုလျှောက်ပါပြီးတော့လက်လာလေးဝတ်တော့ပါမိတ်ကလေးလည်းတခြားပြင်သွားပါကောင်းမလေးဆိုလို့ရှိရင်အလောက်ကရပါတယ်။အဲဒီကိုက UK မရောက်သေးဘူး UK ကိုကျောင်းလာတက်ဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်ပြင်ဆင်ခဲ့လို့ရတာ English ကိုကောင်းတာထက်ကောင်းပြင်ဆင်ခဲ့ပါပြီးလို့ရှိရင် work experience ရအောင်တခုခုလုပ်ခဲ့ပါပေါ့နော် work experience ဆိုတဲ့နေရာမှာလည်းနည်းနည်းနာမည်ရှိလောက်တဲ့ဆိုင်မျိုးပေါ့နော်ဟိုတယ်ဆိုလို့ရှိရင်လည်းဟိုတယ်အဲ့လို Accor တို့ Marriott တို့ဖြစ်ဖြစ်Mandarin Oriental ဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့နော်နာမည်ကြီးတဲ့ဟိုတယ်ချင်းတစ်ခုခုမှာလစာအရင်မများရင်လည်းလုပ်ကြည့်လိုက်ပေါ့နော် experience ရအောင်ပြီးသွားလို့ရှိရင် experience ကောင်းသွားပြီဆိုရင် CV မှာထည့်လို့ကောင်းသွားပြီချုံကတော့အတိကချုံ page တစ်ခုလုံးကလည်းhospitality နဲ့ပတ်သက်တာကိုပြောထားတဲ့အတွက်ချုံက hospitality point of view ကပြောတာပေါ့နော်တခြား major တွေတော့ချုံမသိဘူး IT ကိုပါလို့ဆိုလည်းနည်းနည်းခက်တယ်လို့ကြားတယ် if I can do it you can do it too so ဒီလိုလာပြီးတော့ကျောင်းတက်မယ်ကျောင်းတက်ရင်လည်းအင်ကိုလည်းပတ်စံအများကြီးမတောင်းချင်ဘူးလုံးလေးလုံးပြီးတော့part time လေးလုပ်ပြီးတော့ပတ်စံလို့ရှာပြီးတော့ချွေတာလို့ရမလားဆိုတဲ့လူတွေအတွက်ဂျွန်ကဖြစ်နိုင်ပါတယ်ရပါတယ်အကုန်လုံးလည်းဒီမှာ part time လေးအဲ့လိုမျိုးလုပ်နေကြတာပါပြီးတော့အဲ့လောက်ကြီးထင်တဲ့လောက်လည်းမခတ်ပါဘူးအကယ်၍ကိုကခတ်နေရဆိုလို့ရှိရင်ကိုယ့်ရဲ့ CV မှာတစ်ခုခုလိုအပ်နေတာဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင် work experience တိတ်ပြီးတော့မရှိသေးရဖြစ်နိုင်တယ်သို့မဟုတ်ရင်ကိုရှိနေတဲ့ work experience ကကိုရှောက်တဲ့အလုံးနဲ့မကိုက်တာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အတိကလေးအင်တိကလေးများများရှောက်ပေါ့အင်တိကကြောင့်ရှောက်ရလဲလွယ်တယ်ဆိုတာက CV တစ်ခုကိုပြင်လိုက်တယ်ပြန်လိုက်ပြီးသွားလို့ရှိရင် तू ကအလုပ်တွေတော်တော်များများကeasy applying ဆိုတာမျိုးရှိရပေါ့ဆိုတဲ့ခါကျတော့ဒီအလုပ်ကိုခလုံးနှိပ်ပြီးသွားလို့ရှိရင် CV တင်ပြီးရင် submit ဆိုလို့ရှိရင်ပြီးပြီပေါ့နော်အရင်မြန်တယ် website တွေကနေရှောက် hotel တွေမှာလုပ်မယ်ဆိုတော့တချို့ hotel တွေရဲ့ website တွေကနေသူတို့ရဲ့ official website တွေကနေရှောက်ရတာပေါ့နော် website တွေကနေရှောက်ရတယ်ဆိုတော့နည်းနည်းကြာတယ်အလုပ်တစ်ခုချင်းစီတန်းကိုအချိန်ပေးပြီးတော့တခြားရှောက်ရတော့ချုံကအင်တီမှာဆိုလို့ရှိရင်အများကြီးပို့လျှောက်တယ်ပေါ့နော်ဒီအမေအဲ့လိုခလုတ်ထိုင်နေနေဆိုတော့ဒီ platform တွေရှိရပေါ့ job today တို့ဘာလို့မှလည်းတချို့တွေကတော့ရရပြဒါပေမဲ့ချုံရဲ့ experience အရာတော့ချုံ job today ကreply ပြန်တာနှစ်ခုပဲရှိရပေါ့နော်ပြီးတော့ job today ကရတဲ့အလုပ်ကိုလည်းချုံ interview တွေပါတယ်လည်းတွားပြီးတော့ဖြေလိုက်ပါအလုပ်ရတယ်လို့မဟုတ်ပါဘူးရတဲ့ interview ကိုပေါ့နော်ရတဲ့ interview ကိုလည်းတွားပြီးတော့ဖြေရတယ်ဘာညာမလုပ်လိုက်အခုချုံဆိုလို့ရှိရင်ညင်းလာတဲ့အလုပ်တွေရှိရအဲ့ထဲမှာကိုအတွက်ပတ်စံ rate လေးလည်းအဆင်ပြေတဲ့ဟာပေါ့နော်ပြီးလို့ရှိရင်အဲ့လိုနည်းနည်းအရင်မပင်မဟုတ်တင်တဲ့ဟာရွေးရတယ် so it's totally fine to work part time here part time လုပ်မယ်ရှာမယ်ဆိုရင်တော့ရှာလို့ရပါတယ်ကိုရှာရတာခက်နေရဆိုလို့ရှိရင် CV မှာဘာလို့နေလဲကြည်ပါ CV ကိုလေတပုတ်မပါဘဲနဲ့မလျှောက်ကြပါနဲ့ဆရာကြီးလားဆိုဆရာကြီးတော့မဟုတ်ပါဘူးဒါပေမဲ့တပုံလေး professional ဆန်ဆန်လေးထည့်ထားပြီလို့ရှိရင်ကိုယ့်အတွက် chance ပိုများပြီပေါ့နော် UK လာမဲ့မောင်လေးညီမလေးတို့တခြားမြို့တွေကတော့ကျွန်းလည်းမသိပါဘူးတခြားမြို့တွေကနည်းနည်းလေးပုတ်ခတ်တယ်လို့ပြောရဲဒီမြို့အသေးလေးမှာတော့တက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးဘယ်လိုပြောရမလဲopportunity အလောက်မများဘူးเนาะမြို့သေးတော့ကြတော့အလုပ်ကလည်းတိတ်မရှိဘူးလန်ဒန်မှာတော့အလုပ်တွေအရင်ပေါ်တယ်အခုက high season မလို့လားဘာ season ကြောင့်လဲပါလဲတော့မသိဘူးအလုပ်ကရှာရတာအဲ့လောက်ကြီးမခက်ဘူးချုံးဆိုလို့ရှိရင်3ရက်ပဲရှောက်တာ3ရက်ပဲကောင်းကောင်းရှောက်တယ်ပေါ့နော်3ရက်အတိအကျတော့မဟုတ်4ရက်လောက်တော့ပြောလို့ရမယ်နောက်1ရက်မှာလည်းလို့2ခု3ခုလောက်ထပ်ရှောက်တာရှိဆိုတော့ရှောက်တဲ့အလုပ်ရည်အတွက်ကလည်းအခု30လောက်မှာရက်ကလည်း3-4ရက်လောက်ပဲအချိန်ပေးပြီးတော့ရှောက်တာကိုရတယ်ဆိုလို့ရှိရင်ရင်ခတ်တယ်လို့ပြောလို့မရဘူးပေါ့နော်ဒီ job market ကဆိုတော့ဒီနေ့ sharing လုပ်ပေးချင်တာကတော့ဒီလောက်ပါပဲအားလုံးပဲ fighting ပါ CV ကောင်းကောင်းပြင်ပြီးတော့ရှောက်ကြပါအားလုံးအဆင်ပြေပါစေမရောက်သေးတဲ့လူတွေရောလာဖို့စဉ်းစားနေတဲ့သူတွေလည်းအဆင်ပြေပါစေ prepare လုပ်စရာရှိရတယ်prepare ကောင်းကောင်းလုပ်ခဲ့ပါရောက်နေပြီလားလူတွေလည်းအဆင်ပြေပါစေချွန်းတဲ့အဆင်ပြေချွန်းတဲ့အလုပ်တွေအများကြီးပိုကောင်းတဲ့အလုပ်တွေရတဲ့လူတွေလည်းရှိမှာပါဆိုတော့ချွန်းကကိုယ့်ကို
ငါတော်ရတက်တယ်ဆိုပြီးတော့ပြောချင်တာထက်မလုံနိုင်ဘူးလို့ထင်နေတဲ့လူတွေအတွက်မဖြစ်နိုင်ဘူးလို့ထင်နေတဲ့အတွက်အားပေးချင်တာဖြစ်ပါတယ်အားလုံး motivation ပေးချင်တာဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ် don't hate me guys bye bye see you in the next vlog